အခုပဲတောင်းမလဲနော် မှာဒီမှာဒါတနေ့ချင်းအတွက်အဖောက်ပြီးတော့ညတော့မှနာမည်ကြီးနေပြီဆိုပြီးတော့ နော်နော် ဒီစုရတော့ပြီးတော့တစားဒီစု ဒီ ရ စရဟောတဆိုင်မိုး ဟောပေါ့ မိုးကိုဟောပေါ့ပေါ့ တစားအားလုံးပဲလိုက်ကြည့်ကြအောင် ကဲဆိုင်မသိပါမယ်ကဲရောက်ပါပြီနင်တို့ဒီစရဟောပေါ့ဆိုင်လေးရောက်ပါပြီချစ်စရာဖြစ်နေတယ်တော့ပြင်မှာထိုင်လို့လည်းရတယ်အထဲမှာထိုင်လို့လည်းရတယ် တိုင်းလာတယ်နော် ပိုကင်တော့တင်စရာမလို အဟိုဦးပါဒီမဲ့အော် ပါလေဟောအေးအဲ့လိုလည်းကောင်းတယ်လာပြီဟောသမင်းမိုးကုတ်သမင်းမောင်း နဲ ဒါတော့ဟောပေါ်တဲ့ထဲတဲ့အရွက်လေးတွေပေါ့ဒါမိုးကုတ်သမင်းမောင်းရှယ်ပဲရှယ်ပဲဒါတော့မိုးကုတ်ဟောပေါ်ဒါကြာစံတော့3500တဲ့ဒါပွဲသိန်းတော့ပွဲသိန်းဆို4ရောက်လောက်စားလို့ရတယ်နော်ဒါ9000ခွဲဟိုအသေးနဲ့အလက်ရယ်ဟိုရှိရအကြီးရရှိရအလက်က3သိန်း1000ဟိုက3သိန်း1000ဟုတ်လား ဒါဘာသိန်းနဲ့တောင်း သိန်း1000ခွဲသိတော့မကွာပါဘူးကိုရ4ရောက်လဲဆိုတော့ဒါကဘူးသမီးပေါင်းရှယ်ပဲခင်းဆွဲတော့မယ်အခုတော့စားပြီးတော့ပိုက်တယ်ပါပိုက်တယ်တင်တော့တော်တော်ကြီးတန်တာနော် တောင်းဝဲရတော့ဦးပါ 4ရောက်တော့မကုန်ဘူးပါဆယ်ထပ်ထုတ်ခဲ့ရတယ်ပါဆယ်ထုတ်ခဲ့ရတယ်တော်တော်ဟိုအသားတွေနော်စားရကောင်းတယ်ကျမကြီးနဲ့ညီညွတ်တဲ့ညီလေးနော်ကျမကြီးနဲ့ညီညွတ်တဲ့ ဒီလေစားလို့တော့ကြမှာဒီကို ဒီတွေခေါ်ပြတော့စားတယ်အသားတွေလည်းအများကြီးပါတယ်ပြီးရင်အရွက်တွေပါရောတော်တော်ဆုံးတယ်ကုန်တော့မကုန်မနေစားခဲ့ရတယ် အားမှာဟိုပါလေးဆက်မှာတက်ကြောပေါင်းဆောင်မှာအားရလည်းပါစစ်ပါတော့ဝယ်ရတော့တော့ တတ်ပါရဲ့ပွဲသေးလေးနော်4ရောက်6လောက်ထိစားလို့ရတယ်